ဆွဲလန်းခြင်းကြောင့်တန်တာမှုဖြစ်တယ်မဆွဲလန်းခြင်းကြောင့်တန်တာမှုမဖြစ်ဘူးဆွဲလန်းနေရင်တန်တာပဲမဆွဲလန်းရင်မတန်တာဘူးအဲ့တော့လူတွေဟာဘာကြောင့်တန်တာနေကြသလဲဘာကြောင့်မွတ်သိမ့်နေကြသလဲဆွဲလန်းမှုကြောင့်ဖြစ်တယ်အဲ့ဒီဆွဲလန်းမှုကိုမဆွဲလန်းအောင်လို့မြတ်စွာဘုရားကဝိပဿနာတရားအထုတ်ဖို့အမှန်မြင်မှုအဲ့တော့ဝိပဿနာတရားအထုတ်တယ်ဆိုတာအစွဲဖြုတ်ဖို့ဟောတာပဲအစွဲဆိုတာထင်ရှားတာတခုပြောမယ်ဆိုလို့မောင်စာပြိုးတဲ့အချိန်မှာလမ်းပေါ်မှာကျနေတဲ့ကြိုးကြီးကိုမွေကြီးလို့ထင်နေတယ်အဲ့ဒါဒိဋ္ဌိနဲ့တူတယ်မွေကြီးလို့ထင်မွေလို့ထင်လိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လဲကြောက်စိတ်တွေဝင်လာတယ်သင်္ကုတ်တို့ကြီးကိုသင်္ကုတ်တို့လို့မမြင်မဲနဲ့တရေကြီးလို့မြင်လိုက်တာနဲ့ကြောက်စိတ်တွေဝင်သွားတယ်အဲ့ဒီကြောက်စိတ်ကပဲအလာတာလို့မှားရင်းနဲ့အမြင့်တစ်ခုကိုအကြောင်းပြုပြီးဝင်လာတာဒါကဒိဋ္ဌိကြောင့်ဖြစ်တဲ့ကြောက်လန့်တုံ့ဆုံမှုတခါတဏှာနဲ့တွေ့လိုက်ငါဟာလို့ပစ္စည်းတစ်ခုကိုငါဟာလို့အတိမတ်ပြုလိုက်တာနဲ့တပြိုင်နက်ကိုဟာလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီပစ္စည်းဆုံးရှုံးနေတာတော့မှစိုးရိမ်လာတယ်ဆောင်းလျှောက်တော့တာကိုဟာလို့ဆိုလို့ရှိရင်တော့လုံညုံအောင်လှုပ်လာကြပြီလေကိုမပိုင်ခင်ကမဆွဲလန်းဘူးဥပမာအိမ်အသစ်တစ်လုံးဝယ်တယ်ဆိုတာအိမ်အသစ်တစ်လုံးဝယ်တယ်သွားကြည့်ပြီးတော့သဘောကျလို့ပတ်စံချိလိုက်ပြီးကိုပိုင်သွားပြီဆိုရင်ဒါအဲ့ဒီအိမ်မှာဆွဲလန်းမှုဖြစ်သွားပြီအဲ့ဒါကြတော့တဏှာဆွဲလန်းမှုလို့ခေါ်တယ်တခါလူတယောက်ကိုနဲ့လက်ဆက်ထားပဲဖြစ်စေကိုသားသမီးပဲဖြစ်စေကိုဆွေမျိုးညာတိပဲဖြစ်စေနောက်ဆုံးမှကိုနဲ့ယဉ်နှီးတဲ့မိတ်ဆွေပဲဖြစ်စေပစ္စည်းပေါ်မှာဆွဲလန်းတယ်လို့လူတွေမှာလဲငါရဲ့မိတ်ဆွေငါရဲ့တငယ်ချင်းငါရဲ့ဆွေမျိုးဆိုတဲ့အတွေးတွေနဲ့သိမ့်ပိုက်လိုက်ပြီဆိုလို့ရှိရင်နောက်ကပါလိုက်လာတော့ဆိုတန်တမှုဆိုဖြစ်လာတန်တမှုတွေဖြစ်တယ်သူနဲ့ပတ်သက်လာတဲ့အခါကျတော့ကြောင်းကြမှုတွေတန်တမှုတွေဆက်လာတယ်စိုးရိမ်မှုတွေဆက်သွယ်လာတယ်ကိုမသိတဲ့လူတယောက်ဘယ်သူမှမစိုးရိမ်ဘူးကိုမပေါ်မပိုင်တဲ့ပစ္စည်းတစ်ခုတွေလည်းဘယ်သူမှမစိုးရိမ်နေဆိုတာတွေဟာသိမ့်ပိုက်ထားပြီးတဲ့နောက်မှာဖြစ်တာတွေကြီးပဲကောအကယ်၍ကိုကအဲ့ဒီအိမ်ကိုရောင်းပလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအိမ်နဲ့ပတ်သက်မှုကိုကမရှိတဲ့အခါကျတော့တန်တမှုကပျောက်သွားဗျာလွတ်သွားဗျာဒါစဉ်းစားကြည့်လိုက်ဒီတိုင်းပဲကုန်လူချင်းမှလည်းတယောက်နဲ့တယောက်မတည့်လို့ခွဲခွာလိုက်ကြပြီဆိုလို့ရှိရင်တန်စဉ်ပြတ်လိုက်တာနဲ့မပူပန်တော့ပြန်ဘူးအဲ့ဒါဟာမြတ်စွာဘုရားဟောတဲ့တရားရဲ့လက်တွေ့ကြတဲ့သဘာဝတွေပဲဒါဘုရားတရားတော်ဆိုတာဒီတကယ်ဖြစ်ဖြစ်နေတာတွေကိုဟောတာကိုကပဲချော်ပြီးတော့တွေးနေကြလို့ကိုကအတွေးချော်နေတာအလွဲထင်နေကြလို့ပြဿနာတွေဖြစ်နေတာမြတ်စွာဘုရားတရားရိုးရိုးရှင်းရှင်းလေးပဲဟောတာလူသဘာဝအတိုင်းပဲဟောတာလောကကြီးမှာဒုက္ခပေးနေတာလွဲမှားတဲ့အမြင်ကြောင့်လည်းဒုက္ခပေးတယ်